လူငယ်9ယောက်ကို16ပေနဲ့တဲ့တွင်းနဲ့ကြီးတဲ့ကိုပစ်ချလိုက်ပါတယ်သူတို့အားလုံးသာ2နာရီအတွင်းလွတ်မြောက်နိုင်ခဲ့မယ်ဆိုရင်ဒေါ်လာ3သိန်းကိုအညီအမျှခွဲဝေရရှိကြမှာပေါ့ဒါကကောင်းတဲ့ဂိမ်းလို့ထင်ရပေမဲ့တကယ်တမ်းမှာတော့ပန်းတိုင်ကိုရောက်ဖို့ဆိုတာထင်တယ်လို့လွယ်ကူရိုးရှင်းတာမဟုတ်ပါဘူးသူတို့ရဲ့လွတ်မြောက်ရာလမ်းကြောင်းတွေကမတူညီုံသာမကအပေါ်ကိုရောက်သွားတဲ့သူတွေကလည်းတွင်းထဲမှာကြံနေသေးတဲ့သူတွေကိုလုံးဝအကူအညီပေးလို့မရပါဘူးဒါဟာတကယ်ကိုအသင်းလိုက်စိန်ခေါ်မှုတစ်ခုပါဒီတွင်းထဲကနေလွတ်မြောက်ဖို့ဆိုတာတဦးချင်းစီရဲ့အရေးချင်းပေါ်မှာပဲမူတည်နေတာမဟုတ်ပဲအသင်းလိုက်ပူးပေါင်းဆောင်ရွက်မှုနဲ့တင့်တော်တဲ့နည်းဗျူဟာတွေလည်းလိုအပ်ပါတယ်ပြိုင်ပွဲစတင်ပြီးဖြစ်တဲ့အတွက်အဖွဲ့ကအလင်းမြန်ပဲလှုပ်ဆောင်ကြပါတယ်ဒါပေမဲ့သူတို့မှာကြန့်ရှိနေတဲ့တန်ပေါင်းတွေကိုတစ်ချက်ကြည့်လိုက်တဲ့အခါမှာတော့9ယောက်လုံးရဲ့မျက်နှာမှာဘာမှမတက်နိုင်တဲ့ပုံစံတွေပေါ်လာပါတယ်ဒါတင်မကသေးပဲတွင်းပတ်လက်နေရန်တွေကလည်းချုံမွေးရဲ့ကြွေပြားတွေနဲ့ဖုံးအုပ်ထားပြီးလက်တစ်ချောင်းတောင်ထဲလို့မရအောင်နေရာလွတ်တွေကကျင်းနေပြန်ပါတယ်ကူညီဖို့ကရိယာတွေမရှိပဲဆိုတော့စူပါဟီးရိုးတစ်ယောက်ပဲအပေါ်ကိုချောချောမွေးမွေးတက်နိုင်မှာပါဒါပေမဲ့ဒီစုကြီးမမအတွက်သူတို့မြင်မြအမ်ဘဲစိတ်သက်ကိုပြန်လဲစုစည်းလိုက်ကြပါတယ်ခဏကြာဆွေးနွေးပြီးနောက်အသားမဲတဲ့သူကတံပြားတစ်ခုကိုအရင်ဆုံးရွှေ့လိုက်ပါတယ်သူ့ဘေးကစပင်းရွှေအောင်တဲ့လူကတော့ရိုးရိုးရှင်းရှင်းဖြုတ်တက်ကြည့်လိုက်တဲ့အခါလေကားအဖြစ်အသုံးပြုလို့ရတာကိုတွေ့လိုက်ရပါတယ်နောက်တစ်ခဏမှာကျန်တဲ့ပြိုင်ပွဲဝင်2ယောက်ရဲ့အကူအညီနဲ့စပင်းရွှေအောင်တဲ့လူကတံပြားပေါ်ကိုမြန်တက်လိုက်ပြီးပုံမြင့်တဲ့နေရာကိုဆက်တက်ဖို့ပြင်လိုက်ပါတယ်အဲ့ဒီအခါမှာတော့ချုံမွေးတဲ့ကြွေပြားနေရန်ကပြဿနာကြီးတစ်ခုဖြစ်လာပါတော့တဲ့အပေါ်ကိုတက်ဖို့အတွက်ခြေချစရာနေရာလုံးဝမရှိတာကြောင့်ပါလူတိုင်းဒီအခြေအနေကြောင့်စိတ်ရှုပ်နေကြချိန်မှာစပင်းရွှေအောင်တဲ့လူကအကြံတစ်ခုရလာပါတယ်သူကတံပြားတွေကိုထောက်တဲ့နေရာမှာစုပုံထားဖို့ပြောပြီးထောက်ရဲ့အကူအညီနဲ့တက်ဖို့ကြိုးစားပါတယ်ဒါပေမဲ့အချိန်များစွာကြိုးစားပြီးနောက်မှာလည်းဘာမှတိုးတက်မှုမရှိပါဘူးဘာမှမတက်နိုင်တဲ့အဆုံးသူတို့ဟာအတိုက်ရိုက်ဆုံးနီးလန်းဖြစ်တဲ့တံပြားပေါ်မှာလူလေကားတိဆောက်ပြီးတက်ဖို့ဆုံးဖြတ်လိုက်ကြပါတယ်စပင်းရွှေအောင်တဲ့လူကိုတံပြားပေါ်တက်စီပြီးတော့အသားမဲတဲ့သူကသူ့ပခုံးပေါ်နင်းပြီးပုံမြင့်တဲ့နေရာကိုတက်ဖို့လုပ်ပါတယ်ကြိုးစားမှုအချို့ပြီးမှအသားမဲတဲ့သူကတွင်းနှုတ်ခမ်းကိုအောင်မြင်စွာရောက်ရှိသွားပါတယ်သူကတွင်းနှုတ်ခမ်းကိုလက်နှစ်ဖက်နဲ့မြဲမြဲဆုပ်ကင်ပြီးပြင်းပြင်းထန်ထန်တွန်းတင်ကခုန်တက်လိုက်ပါတယ်နောက်ဆုံးတော့သူအောင်မြင်စွာတက်နိုင်ခဲ့ပါတယ်အသားမဲတဲ့သူပထမအချိန်မှာပဲအောင်မြင်သွားပြီးနောက်ကျန်တဲ့4ယောက်ကတော့တခြားနီးလန်းတွေကိုစဉ်းစားကြပါတော့တယ်ဟိုဒီဝစ်ထားတဲ့သူကသူအရင်ကကစားမှုတဲ့ Crotex the Plane ဆိုတဲ့ဂိမ်းတစ်ခုကိုတတိယသွားပါတယ်သူတို့ကထောက်ပံ့မှုအတွက်အခြေခံအုတ်မြစ်တစ်ခုကိုဖွဲ့စည်းပြီးအပေါ်ကိုမြှောက်တင်ပေးတဲ့အင်အားအကူအညီနဲ့အလဲမှာရှိတဲ့လူကိုပုံမြင့်တဲ့နေရာကိုပို့ဆောင်ပေးမှာပါဒီလိုမြင့်မားတဲ့နိုင်ငံကြီးကိုရင်ဆိုင်ရပေမဲ့ဟိုဒီဝစ်ထားတဲ့သူကနည်းနည်းတော့မသေးချဘူးလို့ခံစားရပါတယ်ဒါပေမဲ့ဒါကအခုချိန်မှာအကောင်းဆုံးနီးလန်းပါပဲပြိုင်ပွဲဝင်2ယောက်ရဲ့အကူအညီနဲ့ဟိုဒီဝစ်ထားတဲ့သူကပထမဆုံးအကြိမ်ခုန်တက်ဖို့ကြကူးစားပါတယ်ကံမကောင်းစွာနဲ့ပဲတွင်းနှက်ခမ်းသားလေးကိုရောက်ခါနီးမှာသူပြန်ပြုတ်ကြဖို့ကလွယ်လို့တခြားရွေးချယ်စရာမရှိတော့ပါဘူးဒါပေမဲ့မျှော်လင့်ချက်ကသူတို့ရှိမှာပဲရှိနေတယ်ဆိုတာကိုမြင်တော့အဖွဲ့ကထပ်ကြိုးစားဖို့ဆုံးဖြတ်လိုက်ကြပါတယ်အခြေခံမှာရှိတဲ့3ယောက်ရဲ့ကြိုးစားမှုနဲ့ဟိုဒီဝစ်ထားတဲ့သူကတွင်းနှုတ်ခမ်းကိုအောင်မြင်စွာရောက်ရှိပြီးတွတ်တွတ်လက်လက်တက်နိုင်ခဲ့ပါတယ်တွင်းထဲကနေထွက်ခွာသွားပြီးဖြစ်တဲ့2ယောက်ကိုကြည့်ပြီးစပင်ရွှေအောင်တဲ့လူကတံပြားတွေကိုအသုံးပြုပြီးထပ်ကြိုးစားဖို့ဆုံးဖြတ်လိုက်ပါတယ်ဒါပေမဲ့အရင်တုန်းကနဲ့မတူပဲဒီတစ်ခါမှာတော့သူကတံပြား2ချက်ကိုတစ်ထပ်တည်းဆင်ပြီးထောက်မှာထောင်ထားလိုက်ပါတယ်အဲ့ဒီအခါမှာတက်ရောက်နိုင်တဲ့အမြင့်ကလည်းချက်ချင်းတိုးလာပါတယ်အချိန်ကောင်းပြီဆိုတာသိတော့စပင်ရွှေအောင်တဲ့လူကတွင်းနှုတ်ခမ်းစီကိုမြဲမြဲဆုပ်ကင်ပြီးသူလဲတက်သွားပါတယ်စပင်ရွှေအောင်တဲ့လူရဲ့အောင်မြင်တဲ့ကြိုးစားမှုကိုမြင်ပြီးအုတ်ထုတ်ဆောင်ထားတဲ့သူကလည်းသူလဲလုံနိုင်မယ်လို့ထင်လိုက်ပါတယ်ဒါနဲ့သူလဲစပင်ရွှေအောင်တဲ့လူကိုပဲအတူယူလိုက်ပါတယ်သူရဲ့အရက်အမြင့်အားသာချက်ကြောင့်တံပြား2ထပ်ပေါ်ကိုတက်ပြီးနောက်အုတ်ထုတ်ဆောင်ထားတဲ့သူကရုတ်တရက်ခုန်တက်ပြီးတွင်းနှုတ်ခမ်းကိုချောချောမွေ့မွေ့ဆုပ်ကင်ကတက်နိုင်ခဲ့ပါတယ်10မိနစ်တာကျန်တော့တဲ့အချိန်မှာအပြာရောင်ရှက်အင်ဂျီဝတ်ထားတဲ့သူကတော့တွင်းနဲ့ကြီးထဲမှာပဲရှိနေပါသေးတယ်အပြင်ရောက်နေတဲ့4ယောက်ကသူ့အတွက်စိတ်ပူနေကြပေမဲ့အပြာရောင်ရှက်အင်ဂျီဝတ်ထားတဲ့သူကတော့သူကိုယ်တိုင်အေးအေးဆေးဆေးပဲရှိနေပါတယ်သူကတန်စားတွေတစ်ခုပြီးတစ်ခုစုစည်းပြီးတော့တံပြား2ချက်ကိုရွှေကာပေါ်မှာတင်လိုက်ပြီးသူ့အတွက်ကိုယ်တိုင်လေကားတစ်ခုကိုအောင်မြင်စွာတိစောက်လိုက်ပါတယ်ကျန်တဲ့သူတွေကသူ့ရဲ့ပါနတ်မှုကိုအံ့ဩနေချိန်မှာပဲမကောင်းတဲ့အခြေအနေတစ်ခုရုတ်တရက်ပေါ်လာပါတယ်အပြာရောင်ရှက်အင်ဂျီဝတ်ထားတဲ့သူကသူတိစောက်ထားတဲ့လေကားပေါ်မှာရက်နေပေမဲ့သူ့နဲ့တွင်းနှုတ်ခမ်းကြမှာ2မီတာနီးပါးလောက်ကွာဝေးနေပါသေးတယ်ရှင်းနေတာကတော့အမြင့်ကမလုံလောက်သေးပါဘူးအပြာရောင်ရှက်အင်ဂျီဝတ်ထားတဲ့သူချောချောမွေ့မွေ့တက်နိုင်ပါမလားသူတို့9ယောက်လုံးဆန္ဒအတိုင်းဒေါ်လာ3သိန်းစုကြီးကိုရရှိကြမှာလားဆက်လက်စောင့်ကြည့်ရအောင်ပါ